မင်္ဂလာပါဗျာဒီနေ့ကတော့2026ခုနှစ်နလပိုင်း13ရက်တောက်ကြနေ့အားလုံးဆောင်မြော်နေကြတဲ့နောက်ဆုံးပိတ်အိတ်နက်လွယ်ရမြတ်နီဒူးနစ်မြတ်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့မိတ်ဆွေတို့အတွက်အပိုင်တိုင်းရေးချေပေးထားတဲ့အကောင်းဆုံးဂရန်လေးတွေကိုမျှဝေပေးသွားမှာပါဂရန်လေးတွေမပြောခင်မှာကျွန်တော်ရဲ့ channel ကို like နဲ့ follow လေးလုပ်ပြီးအားပေးခဲ့ဖို့မမေ့နိုင်ဘူးနော်ကဲဒီနေ့ရအထူးဂရန်လေးတွေကတော့36 3နဲ့34 33 96 9နဲ့94 93 16 1နဲ့14 13ဟုတ်ကဲ့တစ်ခေါက်ထပ်ပြောပြပေးပါမယ်ဗျာ36 3နဲ့34 33 96 9နဲ့94 93 16 1နဲ့14 13ဟုတ်ကဲ့ဒီကဏ္ဍလေးတွေကိုအားထိုးဖို့လည်းမမေ့ကြနဲ့အောင်နော်မိတ်ဆွေတို့အားလုံးထိုက်သူဆန်နိုင်ရပါစေဗျာအားလုံးပဲကံကောင်းခြင်းတွေပေါများကြပါစေနောက်ရက်တွေမှာလည်း 2D 3D ကဏ္ဍကောင်းတွေကိုစပ်ပြီးမျှဝေပေးသွားမှာမို့ subscribe လုပ်ထားဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ